လေးပေါက်လေးလို့စိုးရရလားဗျာစိုးရရတယ်မောင်လေး तू ကဘာလို့စိုးရရတာလဲဆိုလို့ရှင်မောင်လေးရဲ့အမွေးလေးရောက်တော့တဖြည်းဖြည်းနဲ့ရှည်လာပြီးလို့ရှင်မောင်လေးရဲ့အစီလေးကို तू ရစ်ပတ်သွားအဲ့မှာ तू ကအမွေးရကျန်းတယ်ဆိုလို့ရှင်မောင်လေးရဲ့ဦးလေးကပြက်ဆိုပြက်ထွက်သွားလိုက်တယ်အဲ့ဒါလို့ရှင်မောင်လေးလို့ဆုံးရှုံးသွားရမှာပေါ့နော်ဆိုတော့ဘလောက်စားလို့မွားတာစက်ပါပဲပေါ့အလှူတကားကြီးကမြေပေါ်မှာအလှူမကြီးကမြေပေါ်မှာမောင်ရင်လောင်းကမြေပေါ်မှာဒိုးဘဝိုင်းကမြေပေါ်မှာဥရွှေရိုးလည်းမြေပေါ်မှာဦးနောင်ကိုင်းကမြေပေါ်မှာရှင်လောင်းလည်းကမြေပေါ်မှာအတွင်းမွေးကမြေပေါ်မှာကဆိုင်ကမြေပေါ်မှာပိတ်ကြီးလည်းမြေပေါ်မှာရွာလုံးမဲမြေပေါ်မှာ FACE 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 BOOK book BOK book အဖေလက်ပြုတ် အဖေလက်ပြုတ် Oh my god ကြီးကန်းကြီးတစ်ကောင်ဝဲလာတယ်ကြီးကန်းကြီးအယောင်လေးလာလို့လေကြီးကန်းကြီးနှုတ်ဆက်လိုက်ပါအောင် ငါလုံးမသား ထပ်နှုတ်ဆက်လိုက်ပါအောင် ဒီဖိငါချတဲ့မင်းတဲ့ထိုင်းနိုင်ငံကိုရောက်တာတဲ့လက်စုပ်လက်ကင်ပြเสียဘာရှိလဲတဲ့လက်စုပ်လက်ကင်ပြเสียဘာရှိလဲလို့မေးတဲ့အကောင်တွေတော့ပြောရတာပေါ့ကွာလက်စုပ်လက်ကင်ပြเสียမရှိဘဲနဲ့ဘယ်သူမှမနေဘူးလက်စုပ်လက်ကင်ပြเสียရှိတယ်နော်တေချာမှတ်တာဟိုက်မှာလက်ဦး